ပြေဆုံးအကိုကြီးကိုဟိုလေးလှုပ်ပေးစမ်းပါအညာပုံမြင်လေးသချင်းတစ်ပုတ်နဲ့မိတ်ဆက်ချင်းလို့ပါကောင်းနေဗျာနင့်လင်ရမဆိုးရသေးဘူးနင့်လင်ရမဆိုးရသေးဘူးဆိုးရသေးဘူးလားအကိုကြီးကျွန်တော်အညာပုံမြင်လေးပို့ပေးပါအောင်ကိုတန်းစော်ရေပို့လိုက်ရလာပြီနားထောင်ဒီလိုဆိုရင်မလွယ်ပါပြီကွယ်စီစီကြလဲရင်နာတယ်စံစီကြလဲရင်နာတယ်လူမမဲခလေးတယောက်လို့အာရပါရငိုချမလိုက်နဲ့ခေါနာသွားဒီနာသွားငွေမမရှိရင်ဒုက္ခရောက်တယ်ကြက်ဥစားဖို့လဲမလွယ်ဘဲဥစားဖို့လဲမလွယ်ပိုလီယိုဘဝများသူရဲ့မြင်နေတယ်တို့ဘဝတို့တနာတယ်လက်ကုပ်တီးအမြင်တော့ပါလိုက်တော့ပါတော့ဒီလိုဆိုရင်မလွယ်ပါဘူးကွယ်စီစီကြလဲရင်နာတယ်စံစီကြလဲရင်နာတယ်ကိုလီယိုဘဝများသူရဲ့အာရပါရငိုချပလိုက်မယ်ဟိုနာသွားဒီနာသွားငွေမမရှိရင်ဒုက္ခရောက်တယ်ကြက်ဥစားဖို့လည်းမလွယ်ဘဲဥစားဖို့လည်းမလွယ်ကိုလီယိုဘဝများသူရဲ့မြင်နေတဲ့ဒုဘဝဒုတနာလေငါပြည့်ရမှာလေခမရစာဖြစ်ပေးတာအကျော်လိုက်ကုန်တော့ဒီဘိုက်ကလာပြီဘလို့လာတော့မြမပြည်ကပြည်သူတွေရဲ့အလုတ်တွေကြိုးစားရင်းနဲ့အငတ်ပေးစိုက်ရတယ်ကျုပ်တို့တွေဒါကြောင့်သာလေနိုင်ငံသားကိုအတော်သွားကြတယ်ငါတို့ကတော့ရှာကြအောင်မော့ရှာသမျှပတ်စံစားလို့မဝပါတယ်အပြစ်မရှိပြစ်ရှာပြီးကုံစင်းနှုံတွေကြီးနေပါတယ်သားသမီးများရင်လေကျွေးဖို့တော့မလွယ်ဘူးကွယ်ဒီလိုချိန်မျိုးမှာလူနေတာသာဓုခေါ်လိုက်မယ်ဒါပါပဲခမရသတိပေးတာပေါ့ဟာဒီလိုချိန်မျိုးမှာသားသမီးများရင်ကိုသားသမီးကိုမိသားစုတော့ကျွေးဖို့မလွယ်တဲ့ခေတ်မှာဒီလိုချိန်မျိုးမှာလူနေတာကိုကျွန်တော်တို့ကသာဓုခေါ်ရပါလိမ့်မယ်ဟုတ်တာပေါ့ဟုတ်လားဟုတ်တယ်အဲ့တော့ညီလေးကျွန်တော်တို့ရဲ့ညီငယ်ဆုံးညီကို9ယောက်ထဲမှာညီငယ်ဆုံးမောင်ပါဘူးတတ်ပါညီလေးအဲ့တော့တတ်ပါဟောသိပြီလေသိချင်းဆိုရဲ့အဲ့တော့မင်းလှုပ်ရှားရှိတာလှုပ်လေခမရတော့အဲ့လိုပြောသေးတာပဲကျွန်တော်ကလည်းရိုးရိုးမပြောဘူးလှုပ်ဆမ်းမခမရအေးလေးနဲ့ပြောကျွန်တော်ကြောင့်ဆူဆူလေးနဲ့မြူးမြူးလေးနဲ့ခမရတို့အကြီးဆုံးကနေဟိုးငငယ်လေးဒီတိတဲ့တချင်းတစ်ပုတ်ကိုကျုပ်ဆိုပြမယ်ဟုတ်ပါတချင်းတော့ကျုပ်ဆိုမယ်တချင်းကနဂနီအပြတ်တဲ့အော်နဂနီစမြောင်ကတ်ဟုတ်တယ်ကြားကျင်တယ်ဗျာကြားကျင်ရင်နားစင်ဗျာလာပြီနှလုံးသုံးလုံးဒီမကပါစလော့ကပေါ်လာပြီဟိုဟာကြောညာဒီဟာကြောညာအလိုစိတ်ညစ်ရသည်ကျုပ်တို့တွေဘဝနှလုံးသုံးလုံးဒီမကပါစလော့ကပေါ်လာပြီဟိုဟာကြောညာဒီဟာကြောညာအလိုစိတ်ညစ်ရသည်စောကြည့်ပါသူတို့ကလေအလွန်ပေးနေပြီစောကြည့်ပါအလွန်ပေးနေပြီဒီလောက်နဲ့သာမရနဲ့အတီးကျွဲကိန်းတယ်မကဘယင်မကပေးတယ်ပြောတော့5စီပြောင်းပြစ်ပြီဟေး1000လဲမခံနိုင်300လဲမခံနိုင်ရှိတာပါသွားပြီကိပေးနေလားဝေးပေးနေလားခဏထဲရသည်1000လဲမခံနိုင်300လဲမခံနိုင်ရှိတာပါသွားပြီကိပေးနေလားဝေးပေးနေလားခဏထဲရသည်မွဲကုန်ပြီဒီလောက်နဲ့ရတော့80မိုင်နဲ့သတိပေးမိအတီတော်ရှိကြသည်မွဲကုန်ပြီဒီလောက်နဲ့ရတော့80မိုင်နဲ့သတိပေးမိအတီတော်ရှိကြသည်ဟေးဟိတ်တဲ့ပေါ်ပြန်ပြီရှိသမျှအိမ်တွေပေါင်း
ရောက်ကုန်မီဟုတ်ကဲ့ အော်ဘယ်လိုဖြစ်တာတော့ဆိုင်းစရာကောင်းတဲ့တက်နေမိပါအောင်မယ် ကတော့ ဒါစုချတာပေါ့နော် အာဒီဘက်တိုင်းပြန်လဲကန်တယ်မှာဗျာ ဘာဖြစ်လို့တော့ ခြေစိတ်မှာခွေးစီပြောင်းနေလို့ ဩ အဲ့ဒါဆိုစင်ခွေးစီနဲ့လဲလိုက် အကြီးကြီးပဲဘယ်လိုလုပ်ကြိုက်မှာတော့ ချီးပုံကြီးကိုနေတာ ဒါညီလေးမောင်ပါဘူးအငယ်ဆုံး ဟုတ်ကဲ့ ကိုင်းနောက်တစ်ယောက်မိတ်လိုက်မယ်လို့ မိတ်ဆက်မယ် ဟောအေးမိတ်ဆက်မယ်သားလေးအငယ်ဆုံးပညာသင်သားလေး တာကလေး အငယ်ဆုံးအငယ်လေးတဲ့ရှေ့ရပြေးအောင်နေ ဆိုင်း တယ် စရာမခိုးနဲ့လေကလေးဟာပေးလိုက်ပါကလေးကခိုးရင်ကန်ကြီးထိုက်တယ် အဲ့လိုလုပ်တာအစမကြိုက်ပါဘူး သားဘယ်ကြိုက်မှာတော့မင်းမကြိုက်လေသီးခံလိုက် ဒါ ခေါင်းဆောင်ဆိုတာဒီလိုလုံးနေကြ ဒီလိုမလုပ်ဘူးကိုချင်းစာစိတ်မွေးတယ် ပရိသတ်ကြီးမိတ်ဆက်ပရိသတ်ကြီးမိတ်ဆက် အိစမေဒီတစ်ခါတာအလဲတာအလဲ တာတာ တာလဲဆိုဦး1 2 3 go မင်းဒီနေ့ညရွတ်လုံနေတာပြီးအောင်မလားအချိန်ပါသွားလို့ စမ်းမယ် 1 2 3 go ကျွန်တော်နာမည်ကိုမိတ်ဆက်မှာကျွန်တော်ကိုကျွန်တော်လည်းမသိပါ မသိဘဲနဲ့ဘာဖြစ်လို့မိတ်ဆက်နေတာတော့ မေးသွားလို့ ဟောဟုတ်ကဲ့ပါအောက်ကမရှိတော့ဘူး ဘယ်သူချွတ်သွားတာအောင်ကိုမသိလိုက်ဘူးရှေ့ဟာငန်းနေရ စမ်းမယ် 1 2 3 go ကျွန်တော်နာမည်ဟာ PC ပါဒီဆိုင်ထဲမှာအငယ်ဆုံးပါအငယ်ဆုံးကိုချစ်ကြတာ PC လေးကိုပါကျွန်တော်နာမည်ဟာ PC ပါဒီဆိုင်ထဲမှာအငယ်ဆုံးပါအငယ်ဆုံးကိုချစ်ကြတာ PC လေးကိုပါဖိုးတို့လည်း PC ဖွားတို့လည်း PC ဖေတို့လည်း PC ဦးတို့လည်း PC ကိုကိုတို့လည်း PC မမတို့လည်း PC လေးကိုအားလုံးချစ်ကြတာအသားနာမည် CP ပြီးစီ